ဆန်းရှိတ်ကကြတော့သူကလက်နဲ့ပဲဖွင့်လို့ရတယ်ဒါကနည်းနည်းလေးတုံဆိုင်ဖြစ်သွားတယ်ဒီခုံနှလုံးက VIP seat တကယ်လင်းရင်ပေါ်မှာရောက်သွားသလိုခံစားရတဲ့ feel မျိုးအလုံးလုံးမလားစားမလားစားလို့ရတယ်အင်ဂျင်ကားလည်းမဟုတ်တဲ့အပြင်ကိုမှ Toyota Effect ရဲ့ EV version လို့ပြောလို့ရတဲ့ကားလေးတစ်စီးလို့အားလုံးမင်္ဂလာပါ Auto Development လေးမှာကြိုဆိုပါရစေကျွန်တော်အခုဘယ်ကားရဲ့အတွင်းကကိုရောက်နေတယ်လို့ထင်ရလဲအမှတ်တမဲ့ကြည့်လိုက်ရင် Toyota Effect ရဲ့အတွင်းကမှာထိုင်နေရလို့ခံစားသွားရတယ်မလားဒါပေမဲ့လုံးဝ Toyota Effect မဟုတ်ဘူးအင်ဂျင်ကားလည်းမဟုတ်တဲ့အပြင်ကိုမှ Toyota Effect ရဲ့ EV version လို့ပြောလို့ရတဲ့ကားလေးတစ်စီးကမ္ဘာပထမဦးဆုံး full size luxury electric MPV ကားလေးတစ်စီးဖြစ်မယ်နောက်တစ်ခုကသူက NCAP rating မှာဆိုရင်လည်း5 star အဆင့်ထိရရှိထားတာအပြင်ကိုမှအရှိတောင်အာရှနိုင်ငံတော်တော်များများမှာဆိုရင်သူက full size MPV အနေနဲ့ဆိုပြီးတော့ Toyota Effect ကို challenge လုပ်လာတဲ့အတွက်လူတော်တော်များများစိတ်ဝင်စားနေတာကိုခံစားရတယ်အဲ့တော့ဒီကားလေးကဘာကားလေးဖြစ်မလဲဆိုရင်Mazda ရဲ့ Mifa 9 full size luxury electric MPV ကားလေးဖြစ်တယ် Mazda brand ကြောင်းကိုပြောရမယ်ဆိုရင်တရုတ်နိုင်ငံရဲ့ကားကုမ္ပဏီကြီးတစ်ခုဖြစ်တယ် SCIC ရဲ့လက်အောက်မှာပဲရှိတဲ့ brand တစ်ခုဖြစ်တယ်အခုဘေးမှာမြင်တွေ့ရတဲ့ Mifa 9ကဆိုရင်လည်းရှန်ဟိုင်းအော်တိုရှိုးမှာ2021ကစတင်ပြီးတော့မိတ်ဆက်တဲ့2022နဲ့23မှာဆိုရင်တကမ္ဘာလုံးကိုဖြန့်ချိပြီးတော့ကျွန်တော်တို့ရှိကိုဆိုရင်လည်း23လောက်မှာဝင်ရောက်လာတဲ့ brand တစ်ခုဖြစ်တယ်ပေါ့နော်ဒီကားရဲ့အဓိကကားကြတော့သူကမိသားစု3ကိုအဓိကရည်ရွယ်ထားတယ်နောက်တစ်ခုက electric MPV တစ်စီးဖြစ်တယ်အဲ့တော့ကားရဲ့ဒီ design ပိုင်းကိုကြည့်မယ်ဆိုရင်သူက spaceship ပုံစံဖန်တီးပေးထားတယ်အဓိက EV ဖြစ်နေတာကြောင့်သူ့ရဲ့ design ပိုင်းတွေက futuristic ဖြစ်သွားပြီနောက်ပြီးဒီကားကိုအခုအမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင် aggressive ဖြစ်တဲ့ design တွေကိုမှပုံမှန်ကျွန်တော် Effect တို့ပုံမှန် engine ကားတွေနဲ့မတူတော့တဲ့ EV တွေမှာ highlight ဖြစ်တဲ့အချက်ကကြတော့အရှိမဒီမှာ grey dan မပါတော့ဘူးဒါက engine ကားတွေဆိုရင်ဒီ engine cooling ကောင်းဖို့အတွက်ဆိုပြီးတော့ grey တွေဖန်တီးပေးထားတယ်ကျွန်တော်တို့ဒီ EV ကားမှာကြတော့အရှိကတော့ flat design ဖြစ်သွားပြီဒီကားမှာပြန်ပြောရမယ်ဆိုရင်သူကအပေါ်မှာက Mazda ကို clone လေးနဲ့အသုံးပြုပေးထားမယ်အောက်မှာကတော့ဒါ EV ရဲ့ signature ဒီကားမှာဆိုရင်လည်းဒါသူ့ရဲ့ signature ပေါ့နော် left to right ကို LED မီတာလေးနဲ့တစ်ဆက်တည်းဖန်တီးပေးထားမယ်သူ့မှာထူးခြားသွားတာက daytime running light နဲ့headlight ကိုဆိုရင် split ဖြစ်တဲ့ design လေးဖန်တီးပေးထားတယ်အောက်မှာကျတော့ LED headlight ကိုအသုံးပေးထားမယ်ဒီအောက်မှာတစ်ဆက်တည်းတွေ့ရတာဒီ air vent လေး air vent ကလည်း fake မဟုတ်ဘူးတကယ်လေတိုးပြီးတော့ဒီ brake cooling အတွက်ကိုဖန်တီးပေးထားတဲ့ design လေးဆိုနာကတော့အရှိမာကနှလုံးပါမယ်နောက်တစ်ခု CCTV ကင်မရာပါမယ်ဒီကားမှာ adaptive cruise control ဖြစ်တဲ့အတွက်ကြောင့်ဒီဘေးမှာဆိုရင် radar ပါသေးတယ်ဒီရှစ်တက်မှာဒီအောက်က design လေးကလည်းသူက black gloss color လေးနဲ့ဖန်တီးပေးထားပြီးတော့သူကနောက်ပိုင်းတော့အစင်းအရာလေးတွေပါရတော့ဒါထင်နိုင်တယ်ပေါ့နော်matte color မဟုတ်တဲ့အတွက်ကြောင့်နောက်ပြီးတော့ဒီအောက်မှာဆိုရင်သူကဒီ intake cooling ကောင်းမှုအတွက်ဆိုပြီးတော့အပေါက်လေးဖန်တီးပေးထားတယ်ဒါကမှ luxury look အသွင်ပေါက်အောင်ဆိုပြီးတော့ဒီအောက်မှာ chrome လေးနဲ့ဖန်တီးပေးထားတဲ့ design လေးက luxury ဖြစ်တယ်ခုနက signature spaceship design နဲ့ဟိုမှာကြည့်လိုက်မယ်ဆိုရင် aggressive ဆိုင်တဲ့ design လေးဖန်တီးပေးထားတယ်သူ့မှာအဓိက F1 နဲ့မတူပဲ highlight ဖြစ်သွားတာကိုအရှေ့ပိုင်းမှာစပြီးတော့ပြောရမယ်ဆိုရင်ဒီကောင်ရဲ့ကားရဲ့အကျယ်က F1 မှာဆိုရင်1800 mm အထိပဲကျယ်ဝန်းတယ်ဒီကားမှာကျတော့2000 mm အထိကျယ်ဝန်းတယ်ဒါကလည်းတစ်ချက်နောက်တစ်ခုကကျတော့အောက်က wheelbase မှာဆိုရင်ဒီကားက3200အထိကျယ်ပြီးတော့ F1 မှာဆိုရင်3000 mm အထိပဲကျယ်တယ်ဒါကလည်း wheelbase ကျယ်သွားလေအတွင်းကမှပို့ပြီးတော့ထိုင်ရတာကြဲကြဲဝန်းဝန်းရှိလေ okay အဲ့တော့ဒါတော့ဟုတ်ပြီ ground clearance ကရော F1 လောက်မြင့်လားဆိုတော့ဒီအောက်က ground clearance ကလည်း160 mm အထိမြင့်တဲ့အတွက်ကြောင့်ကျွန်တော်မြို့ထဲပဲ33နဲ့ highway 33ဒါစိတ်ပူစရာမရှိတော့အခုဒီမှာကြည့်လိုက်ကျွန်တော်ဒူးချိုးထားတဲ့အနေထားလောက်ရှိတော့တော်တော်လေးမြင့်နေအဲ့တော့အတွင်းကန်းနေလည်းကျယ်တယ်နောက်တစ်ခုသူ့မှာအားသာချက်ကလေးတစ်ခုဖြစ်သွားတာအင်ဂျင်ကန်းနဲ့မတူတော့အရှိမအင်ဂျင်မဟုတ်ဘူးမော်တာပဲဆိုတော့ဒီထဲမှာဆိုရင် storage space လေးပါသေးတယ်အဲ့ဒါကလည်းအားသာတဲ့အချက်နောက်တစ်ခုကဒီကားကကျွန်တော်ဒီရှေ့ရက်ဖြစ်တဲ့ single motor အသုံးပြုပေးထားတယ်ဘေးပိုင်းဒီဇိုင်းကိုပြောရမယ်ဆိုရင်အရင်ဆုံး guide ဒီကျွန်တော်အရှေ့ကိုအရင်ပြောပြမယ်အရှေ့ကကြတော့ကျွန်တော်ဒီကားကဆိုရင်9280 mm အထိကားရှေ့လေးရတယ် Toyota Effect ကကြတော့9050 mm အထိပဲရှေ့လေးရတယ်အဲ့တော့ဒီမှာအနေနဲ့ကားချချက်တစ်ခုရှိသွားပြီဒါပေမဲ့ကားဒီ height မှာကြတော့ Toyota Effect ကအနေနဲ့ပုံမြင်တယ်ဒီကောင်က1850ပဲရှိတယ် Toyota Effect ကကြတော့1950 mm အထိမြင့်တယ်အဲ့ဒီမှာတော့ Effect ကသူကအားသာချက်ကလေးဖြစ်သွားပြီနောက်ပိုင်း design
ဒီဇိုင်းကကြတော့အရင် model တွေနဲ့ဆိုင်ရင်တော့ဒီကောင်ကတာတယ်လို့ပြောလို့ရမယ်ဒါပေမဲ့ Toyota Alphard ကနောက်ပိုင်း model တွေမှာဆိုရင်သူကဒီဇိုင်းပိုင်းကတော်တော်လေးမိုက်သွားပြီဟို aggressive ဆန်တယ်လို့လည်းပြောလို့ရမယ် luxury ဖြစ်တယ်လို့လည်းပြောလို့ရမယ်ပေါ့နော်အခုဒီ Mifa 9ရဲ့ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်လည်းသူကအရှိရ spatial design ဘေးမှာဆိုရင်လည်းဒီ modernize ဖြစ်တဲ့ design နဲ့ဟိုမှာကျွန်တော်တို့အဓိကဘေးလိုက်မှာကြည့်လိုက်တာနဲ့ highlight ဖြစ်နေတာကြတော့ဒီ body တစ်ခုလုံးပေါ်မှာဒီ chrome နဲ့ Z ပုံစံဖန်တီးပေးထားတဲ့ design လေးကဒီ luxury look ဖြစ်အောင်အဓိက highlight ပေးထားတဲ့ design လေးပေါ့နော်အပေါ်မှာကတော့ဒီကတပြေးတည်းမဟုတ်ဘူး body line ပုံစံလေးဖန်တီးပေးထားမယ်ဒီကားရဲ့ body ပုံမှာကဒီမှာ line တစ် line ပါမယ်ဒီအောက်မှာဆိုရင်လည်း line တစ် line နဲ့ဟိုမှာဒီမှာတော့ color မခွဲထားဘူးအဖြူတရားနဲ့ပဲတုံးပြီးတော့အောက်မှာ luxury look ပြန်ပြီးဖန်တီးပေးထားတာကဒီမှာ chrome design အဲ့တော့ ground clearance ကျွန်တော်အရှင်းမှာလည်းပြောခဲ့တယ်ဒီကားက ground clearance ကဆိုရင်လည်းတော်တော်လေးမြင့်တယ်နှိမ့်တဲ့ထဲမှာမပါဘူးဒီနောက်ထပ်ဘေးမှာကြည့်လိုက်မယ်ဆိုရင်အရင်ဆုံးဒီ Batman ပေါ့နော် Batman လည်းကားရဲ့ body ပေါ်ရောက်သွားပြီအောက်မှာဆိုရင်360 camera ပါမယ်ဒီမှာကတော့ chrome လေးနဲ့အလှဆင်ပေးပြီးတော့သူကဒီ signal မီးလေးဒီမှာပဲပြမယ်ဒီကားကသူ့ရဲ့ blind spot detection လေးကကြတော့ဒီမှန်မှပါလာတာမဟုတ်တော့ဒီဘေးမှာပဲမီးလေးအနေနဲ့ပြပေးသွားတာအဲ့တော့ရှေ့ကိုဆက်ကြီးကြည့်လိုက်မယ်ဆိုရင်အရှိကဒီအလွိုင်းကလည်း23555 range 19ကိုသုံးပေးထားမယ်ဒါကဒီအောက်မှာခံထားတဲ့ဟာအပေါ်မှာသူ့ရဲ့ဒီအလွိုင်းကဘာလေးရှိသေးတယ်အဲ့မှာဆိုရင်တော့ Mazda logo နဲ့ပေါ့နော်ဒီမှာမြင်တွေ့နေရတော့ဒီကဟိုခဲအောင်လေးနဲ့အသုံးပေးထားမယ် brake ကတော့ဒီ Mazda brake ပဲအသုံးပြုပေးပြီးတော့ suspension ကိုပြောရမယ်ဆိုရင်အရှိမှာကသူက Mac Person Independent suspension ကိုသုံးပေးတယ်အနောက်မှာပုံမှန်ကားတွေ mid size sedan တွေမှာနဲ့မတူတော့တာကြတော့ MPV တွေဖြစ်တဲ့အတွက်ကြောင့်ကားကြီးတွေကိုပါသွားမယ်ဘက်ထရီရလည်းပို့ပြီးတော့ကြည့်ပြီးတော့သူ့ weight ကြောင့်နောက်မှာသုံးပေးထားတဲ့ suspension ရဆိုရင် fiber link independent suspension ကိုအသုံးပြုပေးထားတယ်အဲ့တော့ကားစီးရတာလည်းငြင်းငြောင်းရှိမယ်ပို့ပြီးတော့လူရခါတာမှာလည်းအများကြီးတိတာသွားတယ်ပေါ့ဗျာတက်တောင့်တက်တာဖြစ်သွားမယ်ဒီဇိုင်းလေးအဲ့တော့ဒီဘေးမှာတော့မှန်နေမှာတော့ဒီလိုအရှိကဒီမှန်အကျယ်ဝန်းကလည်းကျွန်တော် Alphard တဲ့ပို့ပြီးတော့နည်းနည်းလေးကျယ်နေလို့တော့မထင်ရဘူးဒါပေမဲ့အောက်ကို body အောက်ကိုနည်းနည်းနှိမ့်ပေးထားတဲ့ဒီဇိုင်းလေးဖန်တီးပေးထားတယ်ဒီမှာတော့ lock ကကြတော့ keyless entry စနစ်ဖြစ်မယ်တစ်ချက်ကျွန်တော်ဖွင့်ကြည့်လိုက်မယ်အကျယ်ဝန်းကလည်းတော်တော်လေးအဆင်ပြေတယ်သူက90ဒီနီးပါးလောက်ထိရှိတယ်အရှိမဝင်မယ်ဆိုရင်လည်းကြဲကြဲဝန်းလေးရှိတယ်နောက်တစ်ခုအရှိတကားပြီးတော့ဒီအနောက်တကား auto slide နဲ့ခလုံးနှိပ်ပြီးတော့လည်းဖွင့်လို့ရမယ်နောက်တစ်ခုကကျွန်တော်ကားရဲ့ remote နဲ့လည်းသူကတကားကိုဖွင့်လို့ရသေးတယ် okay တကားဖွင့်မယ်ဆိုရင်လည်းယူခလုံးနဲ့နှိပ်ပြီးဖွင့်လို့ရသလိုကျွန်တော်ဒီ key နဲ့လည်းအဖွင့်ရောမှာအပိတ်ရောလုပ်လို့ရမယ်ပြီးတော့ဒီဘေးကိုဆက်ကြည့်လိုက်မယ်ဆိုရင်ဒီကားရဲ့ charging port ကအထက်ကတော့ဖွင့်လို့မရဘူးဒီကနေပဲ lock ဖွင့်ထားရဲဆိုရင် manual ဖွင့်လို့ရမယ်နောက်တစ်ခုကဒီကားရဲ့ charging port ကကြတော့ GBD အမျိုးအစားပဲအသုံးပြုပေးထားတယ် battery capacity အနေနဲ့ဆိုရင်60 kW ထိအသုံးပြုဖို့ရပြီးတော့သူက driving range အနေနဲ့တွက်မယ်ဆိုရင်965 ကီလိုမီတာအထိအသုံးပြုလို့ရတယ်ပြောတယ် WLTP range အနေနဲ့ဆိုရင်440 ကီလိုမီတာနဲ့ဟိုမှာအမှန်တကယ်မောင်းကြည့်မယ်ဆိုရင်တော့အနေငယ်လေးကွာခြားချက်ရှိနိုင်တယ်ပေါ့နော်ဟုတ်ပြီနောက်ဒီမှာအသုံးပြုပေးထားတဲ့ battery ကကြတော့လေ ternary lithium battery အမျိုးအစားကိုပဲအသုံးပြုပေးထားမယ်နောက်ဒီ AC charging အနေနဲ့ဆိုရင်8နာရီခွဲလောက်အားသွင်းယူရပြီးတော့ DC charging အနေနဲ့ဆိုရင်30 to 80% ကိုနိုင်ခွဲနဲ့အားသွင်းယူလို့ရတယ်လို့လည်းသူကပြောထားတယ်ပေါ့နော်ဒါကတော့အမှန်တကယ်စမ်းကြည့်လို့ရှင်တော့သိတာမယ်အဲ့တော့ဘေးပိုင်းလေးလေးလာပြီးတော့နောက်ပိုင်းလေးကိုဆက်ကြည့်အောင်ကားရဲ့နောက်ပိုင်းဒီဇိုင်းမှာကြည့်မယ်ဆိုရင်ကားရဲ့ဒီဇိုင်းနဲ့ဒီဇိုင်းမတူတာနောက်တစ်ခုက EV ကားတွေဖြစ်သွားတာနဲ့အညီတေးလိုက်မီဒီဇိုင်းတွေကလည်းတော်တော်လေးလှလာတယ်ပေါ့နော်နောက် brand တစ်ခုနဲ့တစ်ခုမတူတော့သူ့ရဲ့ signature ဖြစ်တဲ့ဒီဇိုင်းတွေကလည်းမတူဒီကားမှာဆိုရင်သူက Mazda ရဲ့ signature ဖြစ်တဲ့ဒီ H ပုံစံ LED ဒီမှာတေးလိုက်မီဒီဇိုင်းပါသွားမယ်ဒါလေးကလည်းသူက liquid ဒီဇိုင်းလေးနဲ့ဖန်တီးပေးထားတာတွေကတော်တော်လေးကြည့်လို့ကောင်းတယ်မျက်လုံးထဲမှာကြည့်ရတာကအေးနေတယ်အပေါ်မှာတော့တေးဂိတ်မီပဲ spoiler ပုံစံလေးဖန်တီးပေးထားပြီးတော့သူကနည်းနည်းပုံမှန်နဲ့မတူပဲနဲ့သူကအဖြူကြီးပဲသုံးရတယ်မဟုတ်ဒီအောက်မှာ black gloss color လေးပါဒီမှာဖန်တီးပေးထားသေးတယ်နောက်ဒီအောက်မှာဆက်ကြည့်လိုက်တော့ Mazda logo နဲ့ chrome ဖန်တီးပေးထားတယ်ဒါကတော့ back camera ဒီညာဘက်ချမ်းမှာတော့သူက Mifa 9 logo နဲ့ဘယ်ဘက်ချမ်းမှာဆိုရင် manufacturing company ဖြစ်တဲ့ SAIC logo လေးပါလာမယ်Sona အနေနဲ့ကြည့်မယ်ဆိုရင်အနောက်မှာကတော့ဒီ
sonar လေးလုံးအသုံးပြုပေးထားတယ်ဒီ sonar ဆိုရင်လည်းကျွန်တော်တို့ဒီ parking assistant မှာအသုံးပြုပေးရပါတော့ဆက်ပြီးတော့ design ပိုင်းလေးကြည့်မယ်ဆိုရင်ဒီအောက်မှာလည်း luxury လို့အသွင်ပေါအောင် chrome လေးနဲ့ဖန်တီးပြီးတော့ဒီအောက်မှာဒီ reflecting light ကသူကဟိုအမှန်တကယ်မီးလဲအသုံးပြုလို့ရတယ်ဒီအောက်မှာဆိုရင်တော့သူက matte color လေးနဲ့အောက်ကိုအထီးကိုက်မရှိအောင်ကာကွယ်ပေးထားတဲ့ design လေးအားလေးကလည်းအသုံးဝင်နေအပြင်ပိုင်း design ကိုလေ့လာပြီးတော့ကျွန်တော်အထက်က cargo space လေးကိုတစ်ချက်လောက်ကြည့်ကြည့်အောင် cargo ဖွင့်မယ်ဆိုရင်သူ့ရဲ့အဖွင့်ပိတ်ကရိုးဒီမှာ manual ခလုံးနဲ့လည်းဖွင့်လို့ရတယ်လို့နောက်တစ်ခုကအထက်ကနေ infotainment တွေကနေတော့ဖွင့်လို့မရဘူးပေါ့ဗျာဒါပေမဲ့ adjust ကလေးတော့လုပ်လို့ရမယ်ဒီ remote နဲ့ဖွင့်လို့ရမယ်အဲ့တော့ remote ကိုတစ်ချက်ဆန်းကြည့်မယ် okay ဒါ remote နဲ့ဖွင့်သွားပြီဒီမှာဆိုရင်ရိုးခလုံးနဲ့ပြန်ပြီးတော့ပိတ်လို့လည်းရမယ်အဲ့တော့ကျွန်တော်ပြန်ပိတ်ကြည့်မယ် remote နဲ့ပဲပိတ်ကြည့်မယ်စမ်းစာပါလားဆိုတော့စမ်းစာပါတာလေအဲ့တော့တစ်ချက်ပြန်ပြီးတော့ဖွင့်ကြည့်ပြီးတော့အထက်ကန် space ကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်အထက် space မှာတော့ MPV ဖြစ်တဲ့ကြောင့်ခုံက3တန်းဖြစ်မယ် FM မှာဆိုရင်ခုံ3တန်းချထားရဲဆိုရင်ဒီမှာကျွန်တော်တို့ space ကနည်းနည်းလေးကျင်းတယ်လို့ထင်ရတယ်ဒီမီဖာ9မှာကျတော့ခုံ3တန်းအခုအပြည့်ခင်းထားတာကိုတော့မှပဲဒီနောက်မှာဆိုရင် luggage အသေးနှလုံးလောက်ထည့်လို့ရတဲ့အနေအထားဒီကျယ်ဝန်းတာကိုတွေ့ရမယ်ဒီဘေးမှာတော့ဒီမှာတွဲဖို့ပါအောက်လေလည်းပါလာမယ်ဒီအပြင်မှာဒီမှာ cargo light ကလေးပါအောင်မယ်အဲ့တော့ဒီခုံတွေကိုခောက်ချလိုက်မယ်ဆိုရင်သူကမော်တာနဲ့တော့ခောက်ချလို့ရတာမဟုတ်ဘူးကျွန်တော်တို့ဒီကျိုးဆွဲပြီးတော့ပဲရိုး manual ပဲခောက်ချလို့ရမယ်ပေါ့နော်ဒါနှစ်ခုံစလုံးခောက်ချလိုက်မယ်ဆိုရင်ဒီလောက်အသုံးပြုလို့ရမယ် space ကလည်းတော်တော်လေးပို့ပြီးတော့ကြကြဝန်းအသုံးပြုလို့ရတယ်ပေါ့နော်ဒါဥမာဒီခုံနောက်ကိုစုပ်မယ်ဆိုရင်လည်းစုပ်လို့ရသေးတယ်အဲ့တော့ကာကိုလည်းလေ့လာပြီးပါပြီဆိုတော့ကျွန်တော်အတွင်းကလေးကိုတွားပြီးတော့ကြည့်လိုက်ရအောင်အတွင်းက speaker တော်တော်လေးကျယ်တယ်အဓိက wheelbase က air factor ပို့ပြီးတော့ကျယ်နေတာကြောင့် speaker နည်းနည်းပိုကျယ်တယ်လို့ခံစားရတယ်နောက်တစ်ခုသူ့မှာဒီအရှိရ dashboard ကိုတော့ကြကြဝန်းနဲ့ဖန်တီးပေးထားတယ်ဒါပေမဲ့သူ့ရဲ့ဒီအရှိကခေါင်းကပို့ပြီးတော့ရှင်နေတော့ဒီမောင်းရတဲ့အခါတွေမှာနည်းနည်းလေးဟိုစိတ်ကလေးအနောက်ရှက်ဖြစ်နိုင်တယ်လို့ခံစားရတယ်ဗျာဒီ dashboard ကတော့သူက leather သားနဲ့ပဲနောက်တစ်ခုသူ့မှာ highlight ဖြစ်တာကြတော့ဒီဘက်ဘယ်ချမ်းမှာဆိုရင် driver monitor တွေ sensor လေးပါမယ်အဲ့ဒီမှာလည်းအမြဲတမ်းကျွန်တော်တို့ဒီ driver ကိုစောင့်ကြည့်နေပြီးတော့ driver အိမ်ငိုက်မှာတော့ကျွန်တော် select တောက်မှာတော့ဒါကိုဘာမှပူစရာမလိုဘူးပေါ့ဗျာဒီအရှိမထပ်ကြည့်လိုက်မယ်ဆိုရင်ဒီ digital cluster 9လက်မအထိအသုံးပြုဝေးလာပြီးတော့ steering wheel ကကြတော့ flat photo wheel design နဲ့ဟိုမှာ leather ကြိုးကြောညာဘက်မှာဆိုရင် volume adjustment ခလုတ်နဲ့သူ့မှာအားသာချက်ကလေးဖြစ်သွားတာဒီ steering wheel ရဲ့အပူပေးတဲ့ခလုတ်ကလေးက infotainment မှာသွားပြီးတော့ချိန်လို့လည်းရတယ်နောက်တစ်ခုကဒီမှာလည်းခလုတ်ကလေးနဲ့ပါဝင်လာတယ်ဒါလေးကလည်းအားသာချက်ရှိမယ်ဘယ်ဘက်ချမ်းမှာကတော့ cruise control လောက်တဲ့ခလုတ်တွေပါမယ်အဲ့တော့ဒီဘက် side ကပါပဲချမ်းမှာဆိုရင်လည်းအပေါ်က leather နဲ့အောက်မှာလည်း leather အသုံးပြုပေးထားမယ်ဒီမှာအသုံးပေးထားတဲ့ ambient light ကကြတော့64အောင်ထိပဲအသုံးပြုလို့ရမယ် lock and lock button နဲ့ဟိုမှာဒီမှာဆိုရင်window တွေအားလုံးကလည်း auto တွေဖြစ်သွားပြီ driver seat ရော passenger seat ရော seat memory ပါတယ် seat motor ပါပြီးတော့ memory အနေနဲ့ဆိုရင်နှစ်ခုလုံးက3မျိုးအသုံးပြုလို့ရမယ်ထိုင်ခုံအပူပါတယ်အေးပါတယ်ပြီးတော့ထိုင်ခုံမှာဆက်ပါအသုံးပြုလို့ရတယ်ထိုင်ခုံမှာဆက်ကိုမှသူက9မျိုးလောက်ထိအသုံးပြုလို့ရတယ်ဗျာအဲ့ဒါလည်းအားသာချက်ရှိတယ်နောက်တစ်ခုကဒီကားကပြောရမယ်ဆိုရင်ဟို driver တဲ့အနောက်မှာစီးရတဲ့လူကိုပို့ပြီးတော့ highlight ထားပြီးတော့ထုတ်ပေးထားတာအနောက်မှာဆိုရင်လည်း VIP C နှစ်ခုံပါတယ်အဲ့ဒါကိုကျွန်တော်ပြီးရင်ပြောပြမယ်အဲ့ဒီခုံနှစ်ခုံကဒီကားရဲ့အသက်ပဲအလယ်က infotainment screen မှာကျတော့ဒီ highlight လုပ်ပြီးတော့ပြောရမယ်ဆိုရင်သူကလိုတာလေးတွေပဲထည့်ထားတယ်မလိုတာလေးတွေ short တယ် driver assist တဲမှာဆိုရင်တော့သူက function တော်တော်လေးများတယ် highlight ဖြစ်တဲ့အချက်ဆိုရင်ဒီမှာ lane key assist တို့ပါမယ် speed limit နဲ့ဒီ blind spot assist တို့ပါရတယ်နောက်တစ်ခုကဒီမှာဆိုရင်လည်းသူကဟို front radar parking assistant function လေးပါပါတယ်အဲ့ဒါလေးကလည်းဒါအသုံးဝင်တဲ့အချက်ကလေးပေါ့ဗျာနောက်တစ်ခုကတော့ဒီမှာတော့မီးတွေ adjust လုပ်တာထိုင်ကုန်ကကျွန်တော်ပြောရဲဟိုအရှိရောအနောက်ကို adjust လုပ်လို့ရတာ window adjustment လုပ်တာတွေရောဒါတွေကတော့ general function နဲ့ပိုင်းတွေအဓိကဒီမှာဆိုရင်သူကဟို 360 camera ရတယ်ဒါမှမဟုတ်ဒီမှာ 3D view လည်းကြည့်လို့ရတယ်ပေါ့ဗျာအဲ့ဒီအချက်ကလေးတွေပါမယ်နောက်တစ်ခုက Apple CarPlay ရတယ်သူက Android Auto လည်းအသုံးပြုလို့ရတယ်ဒါကတော့သူ့မှာအားသာတဲ့အချက်အဓိကဒီကားကဒီလိုအပ်တဲ့အချက်ကလေးတွေပဲထည့်ထားပဲ infotainment screen မှာဆိုလဲအများကြီး luxury ဖြစ်တဲ့ဟာတော့မပါဘူးဒီဘေးမှာဒီသူကခုနလိုမျိုး infotainment အနေနဲ့သုံးလို့ရတယ်လို့ဒီအောက်ကဒီ physical အနေနဲ့လည်းကားမောင်းရင်းနဲ့ဗျာ infotainment သွားမရှာဘူးဒီကနေအလွယ်တကူရှာပြီးတော့သုံးလို့ရအောင်ဆိုလဲ air adjustment ခလုတ်ကလေးပါမယ်အောက်မှာတော့ဒီမှာ USB ပဲပါတယ် Type C မပါဘူးဒီမှာတွဲဖို့ပါပါ outlet နဲ့ဒီမှာဖုန်းတ
တင်လို့ရတဲ့နေရာလေးအောက်မှာဆိုရင်လေ space လေးဖန်တီးပေးထားမယ်ဒီနေရာလေးက console design လေးကကြတော့ floating console design လေးပေါ့နော်ဒါနဲ့ကိုတစ်ဆက်တည်းမှုပဲနေအောက်ကနေပြီးတော့ပြန်ပြီးတော့ကျုံးလေးပုံစံဖန်တီးပေးထားတယ်ဒီမှာကျတော့ wire လဲချခြင်းအားသွင်းလို့ရမယ်နောက်တစ်ခုကဒီမှာ jewel cap holder နဲ့ဟိုမှာ nickel highlight ကလေးနဲ့ဒီမှာအလဲက box မှာဆိုရင်တော့ကူးလေးစနစ်မပါဘူးအပေါ်က leather နဲ့ရင်ခွဲ design လေးပေါ့ဗျာနောက်တစ်ခုသူ့မှာဒီထူးခြားသွားတာလေးကကြအားသာချက်ကလေးကကြတော့အနောက်ကြည့်တဲ့ဒီ side mirror ကကြတော့ကျွန်တော်တို့ဒီမှာဟို live phone เนาะပုံမှန်လိုမျိုးဒီ VIP-C တွေမှာထိုင်နေတဲ့အခါမှာကြည့်ရတာဟိုကွယ်နေတာမျိုးတွေမရှိအောင်ဆိုပြီးတော့သူကဒီ digital camera လေးနဲ့နောက်ကိုလှမ်းပြီးတော့မြင်အောင်လုပ်ပေးထားတာအဲ့ဒီကလေးကတော်တော်လေးအားသာတယ်အလယ်မှာကတော့ဒီမှာမီးတွေကအကုန်လုံး touch တင်နေဖြစ်သွားမယ် sunshade ကကြတော့သူကလက်နဲ့ပဲဖွင့်လို့ရတယ်အဲ့ဒီချက်ကလေးကတော့နည်းနည်းဆိုးတယ်ဒီအပေါ်က sunroof ဖွင့်မယ်ဆိုရင်တော့ခလုံးနဲ့ဖွင့်လို့ရတယ် okay အဲ့ဆိုရင်အရှိပိုင်းလေးလည်းတော်တော်လေးလေးလာပြပါပြီအဲ့တော့ကျွန်တော်အနောက်ပိုင်းကိုတစ်ချက်သွားလေးလာကြည့်အောင်နောက်ခန်းကိုဝင်ထိုင်လိုက်တော့ကားရဲ့အကျယ်ဝန်းကတော်တော်လေးကိုကျယ်တယ်နောက်တစ်ခုဒီကားရဲ့အသက်ဖြစ်တာကကျွန်တော်အခုဒီမှာထိုင်နေတဲ့ထိုင်ကုန်နှလုံးပဲဒီခုံနှလုံးက VIP-C တကယ်လင်းရင်ပေါ်မှာရောက်သွားသလိုခံစားရတဲ့ feel မျိုးပေးစမ်းနိုင်တဲ့ခုံနှလုံးပေါ့ဗျာတော်တော်လေး luxury ဖြစ်တဲ့ထိုင်ကုန်ရဲ့ပုံစံမှာဆိုရင်လည်းသူကအပေါ်မှာဒီမှာဟိုကောင်းလေးလိုပုံစံလေးပေးထားတယ်ဒါဟိုမှဒီဘေးကတန်းနေဆိုတဲ့ leather နဲ့အောက်မှာဒီ leg rest ကလေးပါပါတယ်ဒါတွေမှအားမရသေးဘူးနောက်ကလူကိုအရင် comfort ဖြစ်သွားအောင်ဆိုပြီးတော့ဒီအရှိမရှေ့ရဲ့ခုံရဲ့နောက်မှာလည်းခြေလေးတန်းလေးဖန်တီးပေးထားတယ်အဲ့ဒါလေးကတော်တော်လေးမိုက်တယ်ဒါကခုံရဲ့ design နောက်တစ်ခုဒီဘေးမှာဆိုရင်သူက hidden feature လေးပါတယ်အဲ့ဒါကဒီ leather ရဲ့အောက်မှာ hidden table လေးပါလာပြီးတော့သူကအရှိရ driver မောင်းနေရဆိုရင်နောက်မှာယုံသွားရင်းနဲ့အလုတ်လုံးမလားစားမလားစားလို့ရတယ်အဲ့ဒီဟာပြာလေးကို useful ဖြစ်တဲ့ function လေးထည့်ပေးထားတဲ့ဒီဘေးမှာဆိုရင်လည်း storage space လေးပါသေးတယ်ဒါတွေမှမဟုတ်သေးဘူးကျွန်တော်တို့ဒီဘက်ညာဘက်အချမ်းမှာကြည့်လိုက်မယ်ဆိုရင်ဒီအောက်မှာ cat holder ပါမယ်နောက်တစ်ခုသူ့မှာဒီခုံရဲ့အရေးကြီးဆုံးခုံတစ်ခုံလုံးကိုလှုပ်ဆောင်နိုင်တာကြတော့ဒီဘေးမှာမြင်နေရတဲ့ touch screen လေးပဲအဲ့ဒီအထဲမှာကျွန်တော်တို့ဒီထိုင်ကုန်မာဆက်တွေလည်းပါမယ်ထိုင်ကုန်အပူဝေးလုပ်လို့ရတဲ့ function လည်းပါမယ်ထိုင်ကုန်မာဆက်မှာဆိုရင်သူက9မျိုးလောက်ထိအသုံးပြုလို့ရတယ်နောက်တစ်ခုကကြတော့ဒီ seat memory ပါလာသေးတယ်ဒါတွေမဟုတ်ဘူးဗျာသူကဒီ aircon adjustment လုပ်ထားတွေလည်းဒီအနောက်ကနေလုပ်လို့ရအောင်ဆိုပြီးဒီက touch screen နဲ့လည်းလုပ်လို့ရလို့ဒီအရှိမမြင်တွေ့နေရတဲ့ဒီကျွန်တော်တို့ physical pattern လေးတွေနဲ့လည်းလုပ်လို့ရတယ်သူကအပေါ်မှာဆိုရင်လည်း panoramic sunroof ဖြစ်သွားတဲ့အတွက်ကြောင့် sunroof အဖွင့်ပိတ်လုပ်တဲ့ခလုတ်တွေပါတယ်အဲ့တော့ဒီ test မှာပြန်ကြည့်လိုက်မယ်ဆိုရင်သူကကျွန်တော်တို့ဒီ vehicle setting ထဲမှာဆိုရင်လည်းကျွန်တော်တို့ဒီကားရဲ့တကားအပိတ်ဖွင့်နေရောမှန်အတင်မှန်ချတွေရောဒါတွေလည်းလုပ်လို့ရမယ်နောက်တစ်ခုကကြတော့ ceiling gate ထဲမှာပါတယ် sleep comfort လို့နှိပ်လိုက်မယ်ဆိုလို့ချင်းဒီခုံကကျွန်တော်နောက်မှာရှိတဲ့လူကိုခုံကိုယ်တိုင်ချိန်စရာမလိုဘူး auto သူကအိတ်လို့ရတဲ့အနေအထားလေးတစ်ခုဖြစ်အောင်ချိန်ပေးသွားမယ်အဲ့ဒီ function လေးကလည်းမိုက်တယ်နောက်တစ်ခုထပ်ပြီးတော့အားသာတာကကြတော့သူ့ထဲမှာဒီ scenario mode ဆိုတာရှိတယ်အဲ့ဒီ scenario mode ထဲမှာကျွန်တော်လေးမျိုးသုံးလို့ရတယ် summer cool တို့ winter one တို့ rest moment နဲ့ပြီးတော့ fresh and comfort လို့ပါတယ်ဥပမာဒီတစ်ခုပြောပြမယ် fresh and comfort ဆိုရင်ကားဒီရက်ထိုင်းနေကျွန်တော်တို့မှန်တွေဖွင့်နေတယ်ဘေးတကားတွေဖွင့်နေတယ်ဆိုရင်သူကအဲ့ဒီမုတ်ကလေးကိုနှိပ်လိုက်တာနဲ့မှန်လေးတွေဖွင့်ပေးထားမယ်လေညင်းခံလို့ရအောင်ဘေးကဒီ sunroof တွေပါဖွင့်ပေးထားမယ်အဲ့ဒါလေးရတယ်ဒါအားသာချက်အဲ့တော့ဒီမှာပါလာတာဆိုရင်ဒီဟာတော်တော်လေးစုံနေပြီပေါ့ဗျာနောက်ကလူအတွက်ကိုလည်းအများကြီးဟိုအသုံးဝင်အောင်တက်တောင့်တက်တာရှိအောင်ဒီလေယာဉ်ပေါ်မှာရှိတဲ့ business class မှာထိုင်ပြီးတော့ like ရတဲ့ feeling ရအောင်လုပ်ပေးထားတယ်အကျယ်ဝန်းထိုင်ရတဲ့အနေထားရောတော်တော်လေးစိတ်ကျဉ်မှုရတယ်နောက်ခန်းမှာဆိုရင် MPV ဖြစ်တဲ့ကြောင့်နောက်မှာ3ယောက်ထိုင်လို့ရတဲ့ခုံလေးရှိတယ်အဲ့ခုံလေးကိုလည်းတစ်ချက်လောက်သွားပြီးတော့လေ့လာကြည့်အောင်ဝင်လာမယ်ဆိုရင်လည်းအလယ်မှာရှောက်လန်းလေးရှိတော့ကြတော့တော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကဒီမှာထိုင်ရတဲ့အကျယ်ဝန်းကကျယ်ဝန်းလေးလည်းရှိတယ်နောက်မှဆိုရင်3ယောက်လောက်လည်းထိုင်လို့ရတယ်ထိုင်ကုန်ကဆိုရင်လည်းသူက leather seat နဲ့ဟိုမှာမပါဝါတာကြတော့ဒီအပူအေးတွေတော့နောက်ပိုင်းမှာမရတော့ဘူးပေါ့ဗျာတခုရှိတာကဒီမှာဆိုရင်သူကဒီချိုင်းစီးပါတက်လို့ရအောင်ဆိုပြီးတော့ဒီမှာခလုတ်ကလေးလည်းပါမယ်စီးပဲလည်းပါမယ်ပြီးတော့ဒီဘေးမှာဆိုရင်လည်းသူကကတ်ဟိုရာနဲ့ဟိုမှာ USB အားသွင်းပေါက်ကလေးပါအနောက်လူတွေဖန်တီးပေးထားသေးတယ်နောက်တစ်ခုကကြတော့သူ့ရဲ့ဒီ aircon မှာအနောက်ကိုပေးထားတယ်အပေါ်မှာကဒီမှာစာကြည့်မီလည်းပါမယ်အဲ့တော့နောက်ပိုင်းလေးကတော်တော်လေးကျယ်တယ်ဒီလောက်အနေထားနဲ့ဟို speaker ဆိုရင်လည်းဗျာပုံမှန်ဟိုခလေးတွေဆိုတော်တော်လေးချောင်ချောင်ကြီးကြီးထိုင်လို့ရတယ်လူကြီးအတွက်ကလည်းပုံမှန်အနေထားလောက်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကားအတွင်းပိုင်းလေးတွေလည်းတော်တော်လေးလေ့လာပြီးပါပြီဆိုတော့ကားရဲ့ driving test ကလေးကိုတစ်ချက်လောက်သွားပြီးတော့စမ်းကြည့်လိုက်အောင် driving mode အနေနဲ့က normal eco နဲ့ sport ဆိုပြီးတော့3မျိုးရှိတယ်အဲ့တော့ကျွန်တော်ပထမစမ်းမှာက normal mode လေးနဲ့စမ်းကြည့်လိုက်မယ်
normal ကကြတော့အထွက်တာလည်းပုံမှန်ပဲကျွန်တော်တို့ပုံမှန်ကားဒီ F1 တို့ဘာလို့စီးတဲ့အတိုင်းပဲသွားတာက steering wheel လည်းပေါ်ပါလေးရှိတယ် Ecoma ကနည်းနည်းလေးလေးပါလဲလေးသွားတယ်ပြီးတော့ဒီကားမှာတစ်ခုရှိတာကျွန်တော်တို့ဒီ regenerative braking system ပေါ့နော်အဲ့ဒါကြတော့ lever ကိုနင်းထားပြီးတော့ပြန် short လိုက်မယ်ဆိုရင် brake မအုပ်ဖဲနဲ့လဲသူကအရှိန် short ပြီးတော့ဒီအားပြန်ဝင်တဲ့စနစ်အဲ့စနစ်ကလေးကကြတော့ပုံမှန်ဆပြီးရင်ကျွန်တော်တို့ဒီကားကိုမောင်းမယ်ဆိုလို့ချင်းအဲ့ဒါလေးမှာနည်းနည်းစိတ်ကလေးမှာဗျာနည်းနည်းခုနေတာလေးရှိနိုင်တယ်။ဘာလို့လဲဆိုတော့ brake မအုပ်ဖဲနဲ့လဲချက်ချင်းပန် regenerate လုပ်တော့ကားကနည်းနည်းလေးတုံဆိုင်ဖြစ်သွားတယ်။အဲ့ဒါလည်းဒါနောက်ပိုင်းအများတန်း used to ဖြစ်သွားရဲဆိုရင်တော့ဒါ okay တယ်ဘာမှမဖြစ်ဘူး sport mode ကကြတော့နည်းနည်းလေး lever နေရတာလည်းပေါ့သွားပြီပြီးတော့ဒီ torch ကလေးကလည်းကျွန်တော်တို့ဒီ eco တဲ့ပို့ပြီးတော့ကောင်းသွားတယ်အားသာတာကြတော့ဒီက 360 camera ရတဲ့အတွက်ကြောင့်ကျွန်တော်အရှိမ360 radar တွေအလုပ်လုပ်မယ် sensor တွေအလုပ်လုပ်မယ်နောက်တစ်ခုကဒီက adaptive cruise control လည်းဖြစ်တဲ့အတွက်ကြောင့် cruise control ပါအသုံးပြုလို့ရတယ် MPPD ကcomfort ကတော့တော်တော်လေးဖြစ်တယ်တခုပြန်ပြီးတော့ပြတ်တာကြတော့ကျန်းတဲ့နေရာမျိုးတွေမှာဆိုရင်တော့ကားရဲ့ဒီ comfort တော့ဖြစ်မယ်ဒါပေမဲ့နည်းနည်းလေး body roll လေးကနည်းနည်းလေးလူးတယ်လို့တော့ခံစားရမယ်အဲ့တစ်ချက်ပဲကျန်တာတွေအားလုံးကတော့အဆင်ပြေတယ် EV ကားနဲ့ဒီ ICE ကားနဲ့ရှင်းမယ်ဆိုရင်တော့အဓိကလည်းသက်တောင်းသက်တာရှိတာရဲ့အင်ဂျင်သမကြားရတာရဲ့မြို့ထဲမှာဆိုရင် battery ကားဖြစ်တဲ့အတွက်ကြောင့်ဈေးရိတ်သက်သာသွားမယ်အဲ့တခုပဲပုံမှန်ကျွန်တော်တို့highway တွေသွားမယ်ဒီ battery အားသွင်းရမှာလဲစိတ်မပူချင်ဘူးဆိုရင်တော့ F သာစီအဲ့ဒါအကောင်းဆုံးပဲအဲ့တော့ကျွန်တော်ဒီ driving experience လေးလောက်ထားတော့ဒီလောက်ပဲ conclusion လေးကိုတစ်ချက်ပြောပြမယ် conclusion နဲ့ပြောရမယ်ဆိုရင် Toyota F ကကြတော့ classic luxury ဘက်ကိုသွားတယ် Mifa 9ကကြတော့ high tech luxury ဘက်ကိုသွားတယ်ဒီမှာနေကား segment နှစ်ခုကတော်တော်လေးကွဲပြားနေပြီကျွန်တော်ဒီကားဝယ်တော့မဲ့လူတယောက်အနေနဲ့စဉ်းစားရမယ်ဆိုလို့ချင်းဒီကားမှာအားနည်းချက်လို့ကြည့်ရမှာကြတော့ဒီကား site ကအနေငယ်ကြီးနေတဲ့အတွက်ကြောင့်ရန်ကုန်မြို့လမ်းတွေအမမဟုတ်ဒီ parking တွေဝင်မယ်ဆိုရင်အဝင်ထွက်ကလေးကနည်းနည်းလေးစိတ်နှောက်ယှက်ဖြစ်နိုင်တယ်နောက်တစ်ခုကကား site ကြီးတော့ body roll လည်းနည်းနည်းရှိတယ်ဒါတွေမဟုတ်ဘဲနဲ့သူကဒီ infotainment ဆက်ခွင်မှာဆိုရင်လည်းသူပါသိန်းသလောက်ပဲပါတယ် luxury function ဘိုင်းလေးတော့တော်တော်ပါတယ်အမှန်တကယ်အသုံးဝင်မဲ့အချက်ပေါ့နော်ကျန်တဲ့ဒီ high tech ဖြစ်တဲ့အချက်တွေတော့အများကြီးဘာမှပါလာတာမတွေ့ရဘူးနောက်တစ်ခုက EV ကားဖြစ်တဲ့အတွက်ကြောင့်ဒီခရီးသွားမယ်ဆိုရင် driving range မှာစကားပြောနိုင်ပါမယ်နော်အဲ့ဒါမှနည်းနည်းလေးစိုးရိမ်မှုရှိတယ်အားသာချက်လို့ပြန်ကြည့်ရမယ်ဆိုရင်လည်းကားမောင်းတဲ့ခါအင်ဂျင်သာမကြောက်ဘူးတက်တောင့်တက်တာစီးရမယ်နောက်တစ်ခုကဒီ luxury ဖြစ်မှုအပိုင်းမှာလည်းတော်တော်လေးတာလုံအောင်တွေ့ရတယ်အဲ့တော့အချုပ်အားဖြင့်ဘယ်လိုလူတွေဝယ်တင်လဲဆိုရင်ရန်ကုန်မြို့ထဲမှာပဲအဓိကသုံးမယ် drive ကိုယ်တိုင်မမောင်းဘူး driver နဲ့ပဲမောင်းပြီးတော့ဒီမိသားစုစီးရတာလည်းတက်တောင့်တက်တာရှိနေတယ်ဒီတော့ daily cost လည်းအများကြီးမကုန်ညီဘူးဆိုရင်ဒီ Mifa 9လေးကအဆင်ပြေတယ်ဒါမှမဟုတ်ဘဲနဲ့ performance ကောင်းကောင်းနဲ့ခရီးတွေဘာတွေသွားရမှာလဲစိတ်ပူစရာမလိုချင်ဘူးဆိုရင်เนาะ Toyota F ကတော့ဒါအကောင်းဆုံးပဲလို့အကြံပေးခြင်းနဲ့အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုဖြစ်မြောက်အောင်ကားအသုံးပြုခွင့်ပေးထားတယ် Max Glory Showroom ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော် review ရိုက်တဲ့ကားတွေမဟုတ်ဘူးအခြားကိုလိုချင်တဲ့ကား brand ပေါင်းစုံဆိုလဲစမ်းချောင်းမြို့နယ်ရှင်စောဘူးလမ်းမပေါ်မှာရှိတဲ့ Max Glory Showroom မှာတွားရောက်စုံစမ်းမေးမြန်းပြီးတော့လေ့လာဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ Facebook TikTok နဲ့ YouTube Channel တို့ကို like and subscribe လုပ်ပြီးတော့လိုအပ်သူများကိုလည်းဝေဖန်ကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကိုလက်ပါ